မဟုတ်လေမင်းကောင်အဲ့လိုမဟုတ်ရှင်ဟိုလာဒီမမကိုညီမလေးလို့ပြောရပါလေ တိုက်မင်းနဲ့ချိုင်နေတွဲနေလောကလုံးသိနေ မဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးအဲ့ဒါ မညင်နေရတယ်အကုန်လုံးသိနေပြီ မဟုတ်ဘူးဆိုမဟုတ်ဘူးလို့ လေကုန်းနဲ့တွဲကြလားဒုက္ခပဲညာတွဲတာမဟုတ်ပါဘူးလက်အောင်လက်ထပ်ပြီးဘာတွေပြောမှန်းလဲ no bro ဘာလို့လေကုန်းနဲ့တွဲနေအဲ့လိုပေါက်ပေါက်ရရမပြောရဘူးငါတို့နှစ်ယောက်ကနော်လက်အောင်လက်ထပ်ပြီးချက်ကျွန်တော်ပြောကြရှိလို့ပေါ့နော်ကျွန်တော်ဘယ်ဗီဒီယိုတင်နေဗျာဘာတင်နေဗျာ comment အောက်မှာဒီပုံလေးပဲမှန်နေကြတယ်ဗျာမင်းတို့ကမဟုတ်တော့ဘူးကွာဘာမှလည်းမဆိုင်ပဲငါ comment အောက်မှာအဲ့ဒါတွေမှန်နေကြတာကွာဟုတ်ဘာဆိုင်တော့ပြီးတော့ငါ့ကိုလည်းဘာလို့ main ကလေးနေရာမှာထားထားတယ်ကွာငါနားမလဲတာကွာအဲ့ဒီမှာယောက်ျားကြီးပါလို့တိလားပြီးတော့လဲကွာတိလားဒီဗီဒီယိုအောက်မှာပါမင်းတို့အဲ့အထက်မှန်မင်းနဲ့ငါနဲ့တွေ့မယ်တော်ပြီနော်မင်းတို့တော်တိတ်ပြီနေနော်ငါပါတာဘာလို့လို့မင်းက main ကလေးနေရာမှာပဲထားပြီးတော့လကုံးကြီးနဲ့ဖက်ရိုက်ထားတာကြီးတင်းနေမင်္ဂလာဆောင်နဲ့ဟာ